တော့ပဲမင်္ဂလာပါဒီနေ့အစောလေလေရောက်နေတာပေါ့နော်နေလေးတာလို့လေထဲမှာညက်လေးပါလာနှုတ်တာပေါ့နော်လေရောက်နေမှာစောတဲမှာဟင်းလာချက်စားတာပေါ့နော်ဒီမှာဒါလေးကချမရဲ့ဟင်းချိုတဲကောင်းနေပဲခုပဲပူပူနွေ့နွေ့လေးချထားတာဒါကတော့ဝတ်သားတုံးတာကြီးကောင်းနေရောပဲမချချက်ထားဆယ်ပဲသူ့ဆရာကတော့ပုံမှန်ပဲအစောစားနေတဲ့ပုံစံမှာဆယ်ပဲပေါ့နော်ကဲအားလုံးစားကြပါအောင်နော်အစောတော့ဆွဲပြီးဒီလိုမဆွဲရတယ်ကြာပြီဆိုတော့လေနော်ကဲအစောကိုလေလက်မစေဘူးလားစေဘူးလားတော့မင်းနဲ့တဲနေနော်ဆိုတော့ဟိုတဲမတွေကစီထားပြီးသားပါအဲ့ဒါကြောင့်ပေါ့အလုပ်ဆုံးမှကြောက်လို့လေနော်တစ်ခါလေးနဲ့လိုက်တော့ဒီမှာဟုတ်တယ်တော့ဒါဆွေးပဲတော့အစီလေးတိုက်ရအားရ这种哎呀，还没拉呢。哎呀，啊，很牛哎。没有。看着。他爸爸呀。没来了，那个什么，好了。啊。啊。好吧。အားကြတဲ့လို့လေလောဝထိမိခွေးစိတ်ဘာမှပြောစရာမလိုဟင်းရည်ရဟင်းချိုရလည်းပူပူလေးနဲ့တကယ်ချစ်ချင်းပြောင်းနဲ့ကောင်းလိုက်တာမမသားရဲ့စီနဲ့ကောင်းနေပါကျဆယ်ပဲတို့မစားရတယ်ကြာပြီဆိုရင်စားချပိုက်ရမိန်ရောပဲတဲလို့ရနော်တကယ်လေထဲမှာသမင်စားရလောဝမိန်ရဘာမှမစီစီတဲ့ငါပြီးရမစမ်းငါပြီးအစောတမမာချင်တယ်ဆိုရတယ်နော်မာလေငါပြီးရရတယ်ပြင်းပြင်းနေရောပဲအဲ့ဒါစားလို့ကောင်းတာပေါ့သမင်စားလို့မိန်တာပေါ့ဒီကငါပြီးရပဲလေနော်သမင်ဝိုက်တော့ဝိုင်းပါလေဒါငါစမ်းငါပြီးစစ်စစ်အစောလို့စီရထုံနေငါပြီးပေါ့နော်ဒါအစောစီမှာရောင်းတယ်တကယ်လို့လိုချင်တယ်ဆိုရင်အစောစီမှာလာမှာနော်ဈေးတော်လေးနဲ့ရောင်းပေးမယ်ဘာလို့လဲဆိုအစောလို့လုံးငါပြီးရဆိုတော့လေအဲ့ဒါကြောင့်စိတ်ချရတယ်နော်ကဲအားလုံးချစ်တယ်နောက်လာပဲဘလို့လေးမှာလဲဆိုအားပေးကြပါအောင်နော်ကဲအားလုံးအားပါ